အာဆင်နယ်နဲ့နှစ်မှတ်ကွာကိုရောက်လာခဲ့တဲ့စီးတီအားလုံးပဲမင်္ဂလာပါဒီချိန်မှာအာဆင်နယ်ပိတ်သက်တွေမမြင်ချင်းဆုံးမကြားချင်းဆုံးနာမည်တစ်ခုကိုပြောပါဆိုရင်နှစ်ပဲဖြစ်ပါတယ်မန်စီးတီးကအင်ကွင်းမှာသူတို့နိုင်နေကြနယူကာဆယ်ကိုနိုင်ယူပြီးအာဆင်နယ်တင်းနဲ့အမှတ်ကွာမှုကိုနှစ်မှတ်ထိရှော့ချပစ်လိုက်ပါပြီလွယ်လင်းတကူနိုင်ပွဲမဟုတ်ပေမဲ့နိုင်ရမယ့်ချိန်မှာရအောင်နိုင်ခဲ့တာပါပဲမန်စီးတီးတင်းဟာအမှတ်ပေးစရာကိုပြန်ဥဆောင်ပြီးရင်မလို့စတဲ့မြဲနေအောင်နေတတ်တာပြောရင်ဖလားကိုဘယ်လိုယူတယ်လဲဆိုတာကိုကောင်းကောင်းကြည့်တတ်ပါတယ်ဒီနေ့သင်းမှာကိုစီစင်ကုန်မှုဖြစ်မဲ့ပြန်ဘက်တွေအပြင်သူတို့ချင်းချင်းနဲ့ထိတ်တိုက်တွေ့ကြပါအောင်မေးမင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီဒေါ်ကျွမ်းနဲ့မန်စီးတီးတင်းလားအလို့ပြေးနိုင်မဲ့အာဆင်နယ်လားဆိုတာကတော့အဖြေပေါ်ဖို့သိမွေးတော်ဘူးထင်ပါတယ်မန်စီးတီးနောက်ခံလူဂူီကဒီလိုပွဲမျိုးတွေကအမြဲတမ်းခက်ခဲပါတယ်နယူကာဆယ်ဟာသူတို့ရဲ့ကစားအားနဲ့အရေးသွေးကြောင့်ရင်ဆိုင်ရခက်ခဲတဲ့တင်ပါဒီနေ့နိုင်ပွဲဟာကျွန်တော်တို့ကိုရှေ့ဆက်ဖို့အတွက်တကယ့်ကိုအနေထားကောင်းတစ်ခုစီကိုပို့ဆောင်ပေးလိုက်တာပါလို့ဆိုခဲ့သလိုအာလိန်ဟာလန်ရဲ့ဒီနေ့စွမ်းဆောင်ရည်ပေါ်သူဟာရှေ့တန်းမှာကျွန်တော်တို့အတွက်အားကိုးရတဲ့ဘိုးချက်ပါသူဒီနေ့ကောင်းကောင်းကစားနိုင်ခဲ့လို့ကျွန်တော်အရန်ဝမ်းသာပါတယ်လို့ပြောကြားခဲ့ပါတယ်ဒီနေ့ပွဲမှာနှစ်ဂိုးစလုံးသွင်းယူပေးခဲ့တဲ့လူငယ်ဂျက်ပွင့်အိုရီလီကဒီနေ့နိုင်ပွဲအတွက်အရန်ကိုပျော်ရွှင်မိပါတယ်အာဆင်နယ်အသင်းနဲ့အမှတ်ကွာမှုကိုကျင်းမြောင်းစေဖို့နဲ့သူတို့ကိုဖိအားပေးဖို့ကအရေးကြီးဆုံးပါပဲချန်ပီယံဆုကိုစုခုနိုင်ဖို့ကကျွန်တော်ရဲ့အိမ်မက်ပါကျွန်တော်တို့အများနဲ့ယုံကြည်မှုရှိပါတယ်လို့ယင်ဖွင့်သွားခဲ့ပါတယ်ဘောလုံးဝေဖန်သုံးသက်သူဖြစ်ဆောင်ရွက်နေတဲ့အင်္ဂလန်နဲ့ချယ်ဆီတောင်မန်ကစားမဟောင်းဂျိုကိုကအခုမန်စီးတီးရဲ့ဂျိုယိုဖြစ်တဲ့ဒိုနာရိုမာမက်ကိုဟီအာလိန်ဟာလန်ရိုဒရီစီမီညိုတို့ကိုကြည့်လိုက်မယ်ဆိုရင်သူတို့ကအရန်ကိုတည်ငြိမ်ပြီးအစင်းသင်းဖြစ်နေတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်သူတို့အမှတ်တွေအများကြီးထပ်ရောတော့မယ်လို့မထင်ပါဘူးအာဆင်နယ်နေနဲ့ချန်ပီယံဖြစ်ချင်ရင်ရာသီကုန်ထိအမှားယွင်းမရှိကစားနိုင်မှရပါလိမ့်မယ်လို့သုံးသပ်သွားခဲ့ပါတယ်အာဆင်နယ်တင်းဟာဒီနေ့ညမှာတော့ခါသီးပြိုင်ပွဲစပါတင်းကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်